明白吧？这边这个边做没吧？ဒီနေ့ကတော့ပေါ့လေမိုင်းနံပါတ်ကပ်ရှိတယ်ပေါ့လေမိုင်းနံပါတ်ကပ်ရဲ့ကောင်းကျိုးတွေကဘာလဲပေါ့လေဘာတွေလုပ်လို့ရလဲပေါ့လေဆိုးကျိုးတွေကဘာလဲပေါ့လေအဲ့ဒါကိုပြောသွားမယ်ပေါ့လေဒီမှာဒီကပ်လေးပေါ့လေဒီလိုမျိုးကပ်မြေတာပြင်အချမ်းရဒါကြောပဲအချမ်းဟုတ်ပြီတခုချင်းစီပြောသွားလေနံပါတ်1ကဘာလဲပေါ့လေကောင်းကျိုးတွေစပြောပါနံပါတ်1ကမိုင်းနံပါတ်နံပါတ်လိုတဲ့နေရာတွေမှာပေါ့လေမိုင်းနံပါတ်ကပ်ပြလို့ရဘယ်လိုနေရာတွေမှာလိုလဲဆိုအလုပ်အသစ်ဝင်ရင်မင်းမိုင်းနံပါတ်ကပ်မိုင်းနံပါတ်နံပါတ်ပေးပါလို့ပြောတဲ့ချိန်ကျရင်မိုင်းနံပါတ်ကပ်ကိုထိုးပေးလိုက်အဲ့ဒီမှာသူ copy ကူပြီးတော့သူတင်ထားလိုက်ဟုတ်လေဒါမှမဟုတ်သူနံပါတ်ကိုကောက်ရေးလိုက်ဟုတ်လေအဲ့လိုနေရာမျိုးမှာတကူတကပေါ့လေဂျူမင်းဟိုတော့ထုတ်စရာမလိုတော့ဘူးလေမိုင်းနံပါတ်ကပ်မရှိတဲ့လူတွေကမိုင်းနံပါတ်ကိုလိုချင်တဲ့ဆိုကြောင့်တကူတကဂျူမင်းဟိုတော့ထုတ်ရမယ်ဂျူမင်းဟိုမှာလည်းမိုင်းနံပါတ်ပါထည့်ရေးပါလို့ပြောမှမိုင်းနံပါတ်ပါတဲ့ဂျူမင်းဟိုထုတ်လို့ရအဲ့တော့အဲ့တခုလောက်ကြဟုတ်ပြီဒီမနေ့ကပေါ့လေဟိုနေကကွန်ရှိုးဖြစ်သုံးလို့ရတယ်မိမိကဘယ်သူဘယ်ဝါဆိုတာကိုပြလို့ရတယ်အဲ့ဒီကတ်တယ်လေမိုင်းနံပါတ်ကတ်မှာပေါ့လေနာမည်ပါမယ်လိပ်စာပါမယ်မွေးနေ့ပါမယ်လေအမျိုးသားပါမယ်ပေါ့လေအဲ့တော့ပေါ့လေအဲ့ဒါတွေပါတော့မြန်မာနိုင်ငံစစ်မှတ်ပုံတွေနဲ့သွားပြီးတူသွားတယ်ပေါ့လေမှတ်ပုံတွေနဲ့သွားတူပါတယ်အဲ့ကြောင့်မိမိကဘယ်သူဘယ်ဝါဆိုတာပြလို့ရအဲ့ဒါဘာတွေလုပ်လို့ရလဲဆိုနံပါတ်3ကပေါ့လေဘဏ်အကောင့်ဖွင့်ရင်ပေါ့လေအဲ့ဒီကတ်နေပေါ့လေမိုင်းနံပါတ်ကတ်နဲ့ဘဏ်အကောင့်ဖွင့်လို့ရတယ်အဲ့ဒါကျွန်တော်နိုင်ငံသားရပေါ့လေဇိုင်းယူကလည်းလို့နေမဖြစ်ဘူးနော်လေးရပေါ့လေကွန်မီနီမှာပေါ့လေကွန်မီနီစတော့မှာပေါ့လေနေထိုင်ကြောင်းထောက်ခံစာတို့အခွန်ထောက်ခံစာတို့မနိုဒေရှိုမဲရှိုတို့ရှိုတကူကသေးရှိုမဲရှိုတို့ပေါ့လေအဲ့ဒါနောက်ပြီးအင်ကယ်ရှိုမဲရှိုတို့ဂျူမီဟိုတို့အဲ့ဒါတွေကိုတကူတကမျိုးနဲ့ယုံသွားပြီးတော့ထုတ်စရာမလိုတော့ဘူးအခွန်ယုံသွားပြီးတော့ထုတ်စရာမလိုတော့ကွန်မီနီမှာထုတ်လို့ရတယ်ပေါ့လေဒီမိုင်းနံပါတ်ကက်ရှိတော့အဲ့ဒါသူတွေကောင်းကျိုးပဲနံပါတ်5ပေါ့လေကျမ်းမာရေးအမကန်ကက်အဖြစ်သုံးလို့ရတယ်လေသူ join ထားရင်ပေါ့လေဒီကတ်ကိုကျမ်းမာရေးအမကန်ကက်အဖြစ်ပါအသုံးပြုခြင်းပါတယ်ဆိုပြီးတော့ပေါ့လေမိုင်းနံပါတ်ကတ်လောက်တဲ့နေ့မှာပေါ့လေရတဲ့နေ့မှာပေါ့လေရတဲ့နေ့မှာအဲ့ဒါမျိုးကပြောရင်အဲ့ဒါမျိုးကတွဲထားလိုက်ရင်ပေါ့လေကျမ်းမာရေးအမကန်ကတ်အဖြစ်လည်းသုံးလို့ရတယ်နံပါတ်6ကပေါ့လေနံပါတ်5ကပေါ့လေကျမ်းမာရေးအမကန်ကတ်အဖြစ်သုံးပြုလို့ရတဲ့အတွက်ကြောင့်ပေါ့လေကိုအလုပ်ထွက်သွားပြီပေါ့လေအလုပ်ထွက်သွားပြီကျမ်းမာရေးအမကန်ကတ်ကိုအလုပ်ကိုပြန်ပေးကြလို့မိုင်းနံပါတ်ကတ်ရှိနေတာဟုတ်အဲ့မိုင်းနံပါတ်ကတ်နဲ့ပဲအလုပ်ထွက်သွားလဲဒီကတ်နဲ့ပဲဗာလေစကိုင်းဟုတ်ကန်နေပြီးတော့ကိုကမင်းဟုတ်ကန်ပေါ့လေကိုကမင်းဟုတ်ကန်ဟိုပြောင်းပြီးသားဖြစ်သွားတယ်ပေါ့လေကိုဘာမှလုပ်ရမှာလေအဲ့ကတ်လေးနဲ့ပဲအဆင်ပြေသွားတယ်လေဒါပေမဲ့ပေါ့လေထောက်ပံ့ကြေးတွေရတာမြန်တယ်ပေါ့လေကိုထောက်ပံ့ကြေးရနိုင်တဲ့အခြေအနေရှိရဆိုလို့ရှိရင်လက်ထောက်ပံ့ကြေးတွေကိုရတာမိုင်းနံပါတ်ကတ်ရှိတဲ့လူကရတာမြန်နံပါတ်9ကပေါ့လေ captation ကိုလောက်ရတာရန်လွယ်တယ်ပေါ့လေအိမ်ကနေပြီးတော့ smartphone တစ်ခုနဲ့လုပ်လို့ရတယ်ပေါ့လေတကူတကပေါ့လေဈေးမှုရှုပ်သွားပြီးတော့လုပ်ကြရမလို့ပေါ့လေဈေးမှုရှုပ်သွားပြီးတော့အလုပ်ရက်ဒီမှာအလုပ်နာပြီးတော့ပေါ့လေတကူတကဈေးမှုရှုပ်သွားပြီးလုပ်ကြရမလို့ပေါ့လေအရင်ဘက်ကပဲပေါ့လေကျွန်တော်စမ်းပြီးတော့ပေါ့လေ captation ကိုလုပ်ကြည့်ပေါ့လေအဆင်ပြေတယ်ပေါ့ဟုတ်ပြီနံပါတ်10ကပေါ့လေတန်းရှိစုတုတ်လို့ခဲ့လိမ့်စာအထွက်ပြတယ်လိမ့်စာပြောင်းမယ်ပေါ့လေလိမ့်စာပြောင်းရင်လိမ့်စာပြောင်းရင်ကိုပြောင်းတဲ့လိမ့်စာမြို့မတူဆိုလို့ရှိရင်တန်းရှိစုတုတ်လို့ခဲ့လို့တယ်အဲ့တန်းရှိစုတုတ်လို့တဲ့အချိန်မှာတကူတကမြို့နယ်ကိုသွားပြီးတန်းရှိစုတုတ်လို့ခဲ့လောက်ကြမလို့ပဲနဲ့မိုင်းနာပို့တာလို့ဆိုတဲ့ဒီ application ကနေဖုန်းမှာဒီ application download လုပ်ပေါ်လို့ပေါ့လေ download လုပ်ပြီးတော့မိုင်းနာပို့တာလို့ကနေပြီးတော့တန်းရှိစုတုတ်လို့ခဲ့တဲ့လုပ်လို့ရတယ်အဲ့တော့ဂျပန်ပြည်တွင်းပြောင်းရလို့ရပါလေမြန်မာနိုင်ငံပြန်လာတော့ဘာလို့မှာတော့ဒါမလုပ်နဲ့ပေါ့လေတေချာမျိုးနေရုံသွားပြီးတော့တန်ရှုစုခဲလောက်အောင်နံပါတ်9ကပေါ့လေဇိုင်းယူကတ်ကို online နေတန်းသုံးတယ်ဇိုင်းယူကတ်ကိုလည်းတကူတကပေါ့လေလာဝကစီသွားပြီးတော့တန်းသုံးတာမဟုတ်ဘဲနဲ့ online ကတန်းသုံးနေနေရာမှာလေမိုင်းနံပါတ်ကတ်နဲ့သုံးလို့ရအဲ့တော့အဲ့ဒါတွေကကောင်းတဲ့အချက်ဆိုးတဲ့ချက်ပေါ့လေမိုင်းနံပါတ်ကတ်ဆိုးကျိုးတွေကပါလဲပေါ့လေဘာတွေအာယုံနောက်စေလဲပေါ့လေဘာတွေအာယုံနောက်စေလဲဆိုလို့ရှိရင်မိုင်းနံပါတ်ကတ်ရဖို့တော့ကလေတလားကျော်လောက်ဆောင်တော်ရလျှောက်လာတင်လျှောက်လာသွားပြီးတင်ပဲဖြစ်ဖြစ် online ပဲဖြစ်ဖြစ်လေတင်လေအိမ်ကိုတလားကျော်လောက်ဆောင်ရင်အိမ်ကိုဟာဂါတီလေးရောက်လာမယ်ကတ် post ကတ်လေးရောက်လာမယ်အဲ့ post ကတ်ရောက်လာရင်အဲ့ post ကတ်ကိုယူပြီးတော့မြို့နယ်ရုံကိုသွားပြီးတော့မြို့နယ်ရုံကိုသွားပြီးတော့လိုဝဲနံပါတ်ဒီမှာတတ်မှတ်ပြီးတော့နံပါတ်မိုင်းနံပါတ်ကတ်ကိုယူရတယ်ပေါ့လေတလားကျော်လောက်ဆောင်နံပါတ်2ကပေါ့လေလိပ်စာအသစ်ဝင်တဲ့အခါမှာမိုင်းနံပါတ်ကတ်ပါယူပြီးတော့လိပ်စာအသစ်ထည့်ရလိပ်စာထွက်တဲ့နေရာမှာတော့မိုင်းနံပါတ်ကတ်ရှိလွယ်ပြီမဲ့လိပ်စာဝင်တဲ့ချိန်ကျရင်မိုင်းနံပါတ်ကတ်ပါယူသွားပြီးတော့ကျွန်တော်လိပ်စာပြောင်းပါတယ်မိုင်းနံပါတ်ကတ်ပါလာပါတယ်မိုင်းနံပါတ်ကတ်ပါလိပ်စာပြောင်းပြီးပါဆိုပြီးပြောင်းသွားတယ်
အဲ့အာရုံနောက်တယ်လေနံပါတ်3ကပေါ့လေကွန်မီနီမှာပေါ့လေထောက်ကစားအမျိုးမျိုးပေါ့လေထုတ်မဲ့လူတွေထုတ်ဖို့စံသားရှိတဲ့လူတွေက9နှစ်တစ်ခါတန်းတော့9နှစ်တစ်ခါကျွန်တော်နိုင်ငံသားတွေကဇိုင်းယူကက်ကဗလေဒီတက်ပို့တိုတဲ့လူတွေကတော့ဗောလေ9နှစ်မရတဲ့လူတွေကဗောလေဇိုင်းယူကက်မှာတန်းကုန်ရင်မိုင်နံပါတ်ကလည်းတန်းကုန်တယ်ဗျတန်းထပ်တော့ဗလေဇိုင်းယူကက်မှာတနှစ်ပဲရဆိုလို့ရှိရင်တနှစ်တစ်ခေါက်မိုင်နံပါတ်ကက်ကိုထပ်ပြီးတန်းတိုးနေရတယ်လေအဲ့နေအာရုံနောက်အဲ့မိုင်နံပါတ်ကက်မှာလိုဝနံပါတ်တွေဗောလေမှတ်တာလှုပ်ရှုပ်တယ်လိုဝနံပါတ်အားလုံးပေါင်း4မျိုးရှိတယ်4မျိုးအောက်က3မျိုးကနံပါတ်2လဲရတယ်အဲ့ကြောင့်လူတော်တော်များများကိုမှာ99.9%လို့ပြောရင်လည်းရတယ်ဗောလေတော်တော်များများဒီနံပါတ်3ခုလုံးကိုတူတာရွေးချယ်တယ်ဗောလေတူအတူပဲထားတယ်လေအပေါ်ဆုံးတစ်ခုလေဗောလေအပေါ်ဆုံးတစ်ခုကအင်တာနက်ကနေပြီးတော့ပြောမှဆို calculation ကိုခုတို့ဘာလို့လုပ်တဲ့အချိန်ကျရင်လိုအပ်တဲ့လိုအပ်နံပါတ်ဖြစ်တယ်လေဘယ်လိုလိုအပ်နံပါတ်မှတ်နံပါတ်4ချက်အာရုံနောက်တဲ့နံပါတ်4ချက်ကလေပျောက်သွားရင်အသစ်ပြန်လုံးရင်အဲ့တိုင်းဗောလေတစ်လားကျော်လောက်ပြန်ကြာပြန်ဗောလေအဲ့ဒါကြီးအာရုံနောက်တဲ့အချက်ဖြစ်တယ်ဟုတ်ပါပြီဒီနေ့ကတော့ဗောလေမိုင်နံပါတ်ကတ်ရဲ့ဗောလေကောင်းကျိုးတွေနဲ့ဆိုးကျိုးတွေကိုပြောသွားတယ်ဗောလေအဆုံးထိကြည့်နေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗောလေဘိုင်